ရောက်ပါတယ်ငါတို့နေတဲ့လောကကြီးအကြောင်းပြောပြမယ်ဘာတွေလဲဟေးဘာတွေလဲဟဲ့မိုင်းတို့တဲ့တော့အုပ်ကြီးလို့မာယာတွေများလုံးနဲ့ကျုံနေတဲ့လောကမှာလဲပုံစံတွေအမျိုးမျိုးပဲရုံငယ်လုံးမျိုးဖြူစင်သူလဲရှိမယ်ဝမလေးလုံးမျိုးအရာရာပေါ်ကောင်းချစ်တတ်တယ်သူတွေရှိတယ်ဒီကွယ်ဝတ်အို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 ဟဲ့တပြေးပြေးနဲ့ကဘာကြီးသူတွေလောဘတရားတို့နွမ်းချုံစိတ်တတူကရောက်သေးကိုကြစာနာစိတ်များကင်းกว่าအချင်းသားတွေမရှိဘူးအရာရာတကိုကောင်းစိတ်နဲ့